မင်္ဂလာပါကျွန်တော်တို့က Big Bag အဖွဲ့ဖြစ်ပါတယ်ဗမာပြည်ရပါအခုThailand က Juice ရဲ့ office ကိုရောက်နေပါတယ်အဲ့မှာအခုဒီသူရဲ့ live session မှာဝင်ပြီးတော့ဆိုပေးမလို့ပါကဲ 1 2ဟွာလေရှိတဲ့နှလုံးသားနဲ့အာနာတွင်ရင်ကံပြင်ပအာနာတွင်ရင်မင်းရဲ့စကားသမျှတိမ်လုံးတိတ်စိတ်ချောက်ကပ်နေတယ်လည်းရှိမတည်ငြိမ်နိုင်ဒီကဘာမှာတယောက်တည်းဖြစ်နေမလို့တူမနေနိုင်တဲ့ဘဝတစ်ခုမို့မျက်စိမရှိစမတိုးခြင်းငယ်အလန်းနဲ့နောက်တစ်ခါကြုံနိုင်တယ်ဒီစိတ်နဲ့ကြာရှုံးရင်တတိရတယ်ရှိနေလို့ဒူဒမနေနိုင်တဲ့ဘဝတစ်ခုမှမျက်စိမရှိစမတိုးခြင်းကအလန်းနဲ့နောက်တစ်ခါကြုံနိုင်တယ်ဒီစိတ်နဲ့ကြာရှုံးရင်တတိရတယ်စိတ်နဲ့ကြာရှုံးရင်တတိရတယ်စိတ်ချောက်ကပ်နေတယ်2 3 4